What's this guy ကျွန်တော်တော့ပန်းပါကျွန်တော်ဒီနေ့ပြောပြပေးတော့မှာတော့ Spider-Verse ထဲမှာပါဝင်တဲ့ Spider-Man တစ်ကောင်အကြောင်းပါ Spider-Man ဆိုတာနဲ့ကျွန်တော်တို့က New York မြို့ကြီးကိုပဲပြင်းပြတတ်ကြပါတယ်ဒါပေမဲ့ Spider-Man နေဟာအမေရိကမှာနေရှိတာမဟုတ်ပါဘူးအိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့ရဲ့လမ်းမတွေပေါ်မှာတက်ကြွလှုပ်ရှားနေတဲ့ Spider-Man တစ်ကောင်ရှိပါတယ် My name is Professor Krapakaသူကတော့ Across the Spider-Verse ရုပ်ရှင်မှာလည်းတွေ့ဘူးပြီးသားဖြစ်တဲ့ Spider-Man အိန္ဒိယအကြောင်းပါသူ့ရဲ့နာမည်ရင်းကတော့ Pavitra Parabhaka ပါပဲ Pavitra ရဲ့မိဘတွေဟာအိန္ဒိယနိုင်ငံရဲ့အလွန်ဝေးလံခေါင်ဖျားပြီးဆင်းရဲတဲ့ကျေးလက်ဒေသတွေမှာနေထိုင်ခဲ့ပါတယ်။ကွန်မစ်ထဲမှာတော့သူ့ရဲ့မိဘတွေဟာPavitraကလေးဘဝမှာနေဆင်းရဲနှောပါမှုနဲ့ဖျားနာမှုကြောင့်တိတ်ဆုံးသွားခဲ့ကြပါတယ်။သူတို့မှာကောင်းမွန်တဲ့ဆေးဝါးကုသမှုခံယူဖို့ငွေကြေးမတတ်နိုင်ခဲ့ပါဘူး။မိဘတွေဆုံးပါသွားတဲ့နောက်မှာတော့သူ့ဖခင်ရဲ့အကိုဖြစ်သူအန်ကယ်ဘင်ကPavitraကိုမွေးစားခဲ့ပါတယ်။အန်ကယ်ဘင်ကPavitraကိုတားရင်တယောက်လိုချစ်တယ်လို့ပညာတတ်မှဒီဆင်းရဲတွေကလွတ်မယ်လို့ယုံကြည်ချက်နဲ့Pavitraကိုမြို့ကြီးဖြစ်တဲ့မွန်ဘိုင်းမြို့ကိုခေါ်လာပြီးကြောင်းထားပေးခဲ့ပါတယ်။မြို့ရောက်တဲ့အခါမှာတော့Pavitraအတွက်ရရပန်းခင်းလည်းမဟုတ်ခဲ့ပါဘူး။သူဝိဇ္ဇာနဲ့ရိုးရဝယ်စားတွေနဲ့သူ့ရဲ့ဆင်းရဲတဲ့ချိန်တွေကြောင့်ကျောင်းအသထေးသားတွေဖြစ်တဲ့ Flat of Zin တို့အဖွဲ့ကလောင်ပြောင်တာတွေရိုက်နှက်တာတွေလုပ်ခဲ့ပါတယ်။သူတို့နိုင်ငံတွေမှာဇက်နေဇက်မြင့်ဆိုပြီးလည်းရှိတဲ့အတွက်ကြောင့်ပါ။ Pavitraတခါတလေမှငါဘာလို့ဒီမြို့ကိုလာခဲ့မိတာလဲ။ရွာမှာပဲနေခဲ့တဲ့တာဆိုပြီးအားငယ်လေးရှိပါတယ်။ဒါပေမဲ့အန်ကယ်ဘင်ကသူ့ကိုအမြဲတမ်းအားပေးပြီးတော့သူကိုယ်တိုင်ကလည်းခက်ခဲတဲ့လုပ်တွေကိုလုပ်ပြီးPavitraရဲ့ကျောင်းလာကောက်ကိုရှာပေးနေခဲ့တာပါ။ဒီနေ့မှာတော့Pavitraအနိုင်ကျင့်ခံရလို့ထွက်ပြေးနဲ့စမ်းကြတဲ့ဖိုးကြီးတယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီဖိုးကြီးကယောဂီတယောက်ဖြစ်ပြီးတော့ကောင်လေးမင်းကဒီကမ္ဘာလောကကြီးကိုဖုံးလွှမ်းသွားမယ်မကောင်းတဲ့အမောင်လူတွေကိုတိုက်ခိုက်ဖို့ရွေးချယ်ခြင်းခံရတဲ့သူပဲလို့ပြောလိုက်တယ်။ပြီးတော့အဲ့ဒီယောဂီကြီးကPavitraရဲ့ခန္ဓာကိုယ်တွေကိုပင့်ကူနတ်ဖျားရဲ့စွမ်းရည်ကိုထည့်ပေးလိုက်ပါတယ်။ဒီနေရာမှာသိပ္ပံနေကြ DNA ပြောင်းလဲမှုမျိုးမဟုတ်ဘဲနဲ့Pavitraဟာရှေးအောင်စွမ်းအားတွေကိုရရှိခဲ့တဲ့ Magical Hero တယောက်ဖြစ်သွားခဲ့ပါတယ်။စွမ်းအားရရှိပြီးတဲ့နောက်မှာPavitraဟာသူ့ကိုနိုင်ကျင့်တဲ့သူတွေကိုပြန်ပြီးပညာပေးဖို့စိတ်ဆောနေခဲ့ပါတယ်။ဒီအချိန်မှာပဲအရေးကြီးတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။မျိုးသမီးတယောက်ကိုနိုင်ကျင့်ဖို့စူးစမ်းနေတဲ့အတန်းကိုPavitraကြားခဲ့ပေမဲ့ထံကားအလုံးမဟုတ်ဘူး။ရဲရဲ့အလုပ်ပဲဆိုပြီးထွက်လာခဲ့ပါတယ်။အဲဒီအချိန်မှာအန်ကယ်ဘန်ကတော့ထိုမျိုးသမီးရဲ့အော်တန်ကိုကြားပြီးဝင်ကယ်ခဲ့ပါတယ်။ဒါပေမဲ့လူမိုက်တဲ့ဓာတ်တိုင်ရနဲ့အန်ကယ်ဘန်ကတေဆုံးသွားခဲ့တယ်။ Pavitraရောက်လာတဲ့အခါမှာတော့အားလုံးကနောက်ကျသွားခဲ့ပါပြီ။ဦးလေးဖြစ်သူရဲ့နောက်ဆုံးစကားကတော့ with great power can great responsibility ဆိုတဲ့စလုံးမှာမင်းမအခြားသူတွေကိုကူညီနိုင်တဲ့စွမ်းရှိရနဲ့မကူညီခဲ့ရင်အဲ့ဒါဟာအပြစ်ပဲဆိုတဲ့သဘောပါပဲအဲ့ဒီအချိန်ကစပြီးPavitraသူ့ဦးလေးပြောခဲ့တယ်လို့ပဲသူ့ရဲ့စွမ်းအားတွေကိုခြားသူတွေကိုကူညီဖို့အတွက်ပဲတုံးချခဲ့ပါတယ်ဒီလိုနဲ့ပဲ Spider-Man India ဆိုပြီးဖြစ်လာတာပါ Spider-Man India ရဲ့ origin မှာ villain တွေကလည်းအရင်ရေးကြီးပါတယ် Nalin Oberynနမည်အမှားကောင်းပါနိုင်ပါတယ်။ तू က Norman Osborn ရဲ့အိန္ဒိယ version မှာ तू ကရှေးဟောင်းချိန်စာတင်စာအုပ်တုပ်ကိုသုံးပြီးမကောင်းဆိုးတဲ့ကောင်ကိုသူ့ကိုယ်ထဲကိုထည့်လိုက်ပါတယ်။ तू ကလူသားမဟုတ်တော့ပဲ Green Goblin ပုံစံအိန္ဒိယနတ်ဆိုးကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားပါတယ်။သူ့ရဲ့ပထမဆုံးပြစ်မှတ်ကPavitraဖြစ်နေတာကလည်းတိုက်ဆိုင်မှုမဟုတ်ပါဘူး။သူတို့နှစ်ယောက်လုံးကရှေးဟောင်းစွမ်းရည်တွေကိုရရှိလာတဲ့သူတွေဖြစ်နေလို့ပါ။ Oberyn ကမိစ္ဆာရည်နဲ့ပြည့်နေတဲ့ခက်ကိုဖန်တီးကျင်တာဖြစ်ပြီးPavitra ကသူ့ကိုတားနိုင်တဲ့တူရဲသောလူဖြစ်နေလို့ပါ။အဲဒါကြောင့်လေရုံမာတဲ့စီစဉ်တွေဖြစ်တဲ့Pavitraရဲ့အတော်နဲ့ကောင်မလေးကိုပြန်ပေးဆွဲခဲ့ပါတယ်။သူဟာPavitraရဲ့စိတ်ဓာတ်ကိုရိုက်ချိုးဖို့အတွက်သူ့ရဲ့အတော်နဲ့ကောင်မလေးကိုတစ်ဖက်စီယူပြစ်ချလိုက်ပါတယ်။သဘောကတော့တယောက်ကိုကယ်ပြီးတယောက်ကိုဆုံးရှုံးခံရမှာပါ။ဒါပေမဲ့လည်းဒေါက်တာအော်တိုဘက်ကြောင့်သူ့ရဲ့အကြံစီကမအောင်မြင်ခဲ့ပါဘူး။ Pavitraသူ့ရဲ့တော်ကိုကယ်ပြီးတော့ဒေါက်တာအော်တိုဘက်ကသူ့ရဲ့ကောင်မလေးကိုကယ်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ Spider-Man India version နဲ့ Green Goblin India version တို့ထိပ်တိုက်တွေ့ခဲ့ပါတယ်။စပိုင်းမှာ Spider-Man ဘက်ကရှုံးနေပြီးတော့မိစ္ဆာကြီးကသူ့ကိုမောင်ဆိုးရတဲ့ကောင်ဖြစ်အောင်လုပ်နေခဲ့တယ်။ဒါပေမဲ့လည်းသူ့ဦးလေးရဲ့စကားတွေကိုမှတ်ရပြီးတော့အဲ့ဒီမိစ္ဆာစွမ်းရည်တွေကိုတွန်းလှန်နိုင်ခဲ့ပြီးသူကနိုင်ယူခဲ့ပါတယ်။တိုက်ပွဲပြီးဆုံးသွားတဲ့နောက်မှာတော့သူကမျိုးရဲ့ကတင်ရှင်ဖြစ်လာပြီးသူရှိတဲ့သူတွေနဲ့ပျော်ရွှင်ပြီးဆုံးခဲ့ပါတယ်။ဒါကတော့ Spider-Man India ရဲ့ origin ဖြစ်ပါတယ်ဗျ။ခုပြောပြပေးသွားမှာကတော့ Spider-Man India ရဲ့ power and ability ပါ။သူ့ရဲ့စွမ်းရည်တွေက Peter Parker နဲ့စင်တယ်အောင်ရှိပေမဲ့Pavitra ကပေါ်ပညာနဲ့ယောဂီပညာတွေပေါ်အခြေခံတာဖြစ်လို့ပိုပြီးထူးခြားပါတယ်။တာမန် Spider-Man တွေမှာအနေရတစ်ခုဖြစ်မယ်ဆိုရင်Spider Sense ကသတိပေးတာဖြစ်ပြီးPavitra မှာတော့သူကအန်ရကိုကြိုတင်အောင်နေမကဘဲနဲ့ရန်သူရဲ့လှုပ်ရှားမှုတွေကိုပါစက္ကန့်ပိုင်းလို့မှကြိုတင်မြင်နေရတာပါအဲ့ဒီစွမ်းရည်ကြောင့်ပဲသူကအိန္ဒိယရဲ့ရှုပ်ထွေးလာတဲ့လူအုပ်ကြီးနဲ့ကားတွေကြားထဲမှာမျက်စိမိတ်ပြီးတော့သွားလာနိုင်ပါတယ်သူ့ရဲ့လှုပ်ရှားမှုတွေကအိန္ဒိယအတိုင်းပညာတွေပေါ်အခြေခံထားပါတယ်ဒါကြောင့်မလို့သူ့ရဲ့တိုက်ကွက်တွေကလှပပြီးတော့ခန္ဓာကိုယ်ကလိုသလိုကွေးညွတ်ပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။ Comic book ထဲမှာတော့သူ့ရဲ့ web တွေကသူ့ရဲ့ဝိညာဉ်စွမ်းရည်တွေကိုသုံးပြီးလက်ကနေပင်ကွင်ကိုသဘောအတိုင်းထုတ်လုပ်တာပါ။ဒါပေမဲ့ movie ထဲမှာတော့သူ့ရဲ့ရိုးရိုးပုံစံလက်ကောက်ကနေပြီးတော့ပင်ကွင်တွေကိုထုတ်လုပ်ပါတယ်။နေရာနေပေါ်သွားလာတဲ့အခါမှာလည်းသူ့ရဲ့လက်နဲ့ခြေတွေကိုဝိညာဉ်စွမ်းရည်တွေထည့်ပြီးသွားလာတာဖြစ်ပါတယ်။ Spider-Man နေရာအကြောင်းတော့ဒီလောက်ပါပဲဗျ။ကျွန်တော် channel လေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ဗျ။နောက်ထပ်ဇာတ်လမ်းတွေကိုလည်းပိုကောင်းအောင်ကြိုးစားသွားပါမယ်။ကျေးဇူးတင်ပါတယ်ဗျ။